လောက်ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံကိုခင်ဗျားဘာလို့မလာကြတာလဲခင်ဗျားတို့ဩစတြေးလျနိုင်ငံကမီးမပြတ်ဘူးပြတယ်တော့မနေတတ်ဘူးလို့ကျုပ်တို့နိုင်ငံခဏခဏပြောရတာလို့မီးပြတ်သွားခဏကြတော့ဖြတ်ကနေမီးလာဟေးတို့ပြောရတယ်လို့ဇလန်းထဲမှာစိတ်ဝင်စားလို့ခဏလေးငရတဲ့ဖြတ်ဆိုပြန်ပြတ်သွားအောင်လို့ဟောခဏနေကြတော့နိုင်ဝက်လောက်နေတော့မီးပြန်တော့ဟေးကျုပ်တို့နိုင်ငံခင်ဗျာနိုင်ဝက်ချားတစ်ခါလောက်ကျုပ်တို့ကိုပျော်ရွှင်အောင်လုပ်ပေးတဲ့နိုင်ငံလို့ခဏခဏပြောရတယ်လို့အဲ့တော့အစိုးမြင်တဲ့လူတွေကတော့ပြောမှာပေါ့ဗျာလို့မိခဏခဏပြတ်တယ်လို့ကျုပ်တို့တော့အဲ့လိုမပြောဘူးအပြုသဘောနဲ့မြင်တာပြည်သူလူထုကိုခဏခဏပြောအောင်လုပ်ပေးတာဟေးမိလာပြီလမ်းပေါ်မှာမိုးတို့ရေတွေရှမ်းလို့ဗင်းနစ်မြို့တွေပါသွားကြမလို့ရန်ကုန်မှာမြို့တဲ့ထွက်လိုက်ရပြီခုနဗင်းနစ်ရေမြို့တော်လိုပဲနော်ဆိုတော့အဲ့လိုကောင်းတဲ့ပုံကိုယ်တွေနဲ့နေရတာဗျာလို့ခင်ဗျားတို့ရှိကျုပ်မနေနိုင်ဘူးလို့ဆိုတော့ဟိုကမိတ်ဆွေတွေကရည်ကြပါတယ်အဲ့တော့အဲ့ဒါလို့ဆင်းရဲတဲ့တိုင်းပြည်ကနေပြုပြင်ပြောင်းလဲဖို့အတွက်တိုင်းပြည်မှာခေါင်းဆောင်ကောင်းလိုအပ်နေပါတယ်